ကြားလို့ရအောင်လို့ ဟောနင်းလာနေရရှိလား သူတို့ကတင်းလာလည်းမဟုတ်ဘူးလေဒီတောက်ကထုတ်ဘူးက ဟောနေရတယ်ဘယ်လိုနေတာတက်တာ တက်တာပါလေတက်တာလေဒါပေမဲ့တခါကျအဲ့ဘေးရဟိုဟာဘယ်လိုခေါ်လို့တင်းတင်းပြားလိုက်နေကြတယ်တခါကျအဲ့လိုဖြစ်တယ်လေကိုကခွဲရမှာဆိုတော့ထည့်ရမှာတော့ ဟိုက ဆို ကြုံ တော့မ နေ ကောင်း ကြုံ တော့ နေ ဘော ရှိ နော် အများလေးမှာကြုံလို့လား ခါကျတော့ပါလေ နည်းနည်း ဒီ ပြီး ပါ ပြီး တော့ ပြီးပြီးပြီးလေးလေးကွာ တို့ကြာချီကျဲနဲ့ဆောက်ရရပါနော် ချီကျဲနဲ့ချိုကိုချီကျဲနဲ့ချိုရည်သူကချီ ဒီ ရ ကတော့ကောင်းတယ်ထားကောင်းကောင်းပဲ ဟိုကလေးမှာပေါ့ဒါချီကျဲရင်ဒီအတွန်းကကြီးပဲ ဟုတ် ချီစိတ်ရင်အတွန်း အစိတ်မယ် လေးဖြစ် ဟုတ်ကဲ့ နော် ဟုတ် ဒီမျိုးလေး ဟုတ် နော်ဟိုကဒါခုံခုံခုံလေးပဲယူမယ်ဆိုရင်ဒီမျိုးလေး ခုံခုံလေး အပေါ်လေးပဲနည်းနည်းအတွန်းအပေါ်ပဲများယူမယ်ဆိုအပေါ်ပဲများဒီမျိုးလေး ကိုလိုချင်တဲ့ပုံစံပေါ့ ဒီဟာလေးပဲ ဟုတ်ဟုတ် နော် ဟုတ်